ဒီရပိုင်းTikTokမှာ trend ဖြစ်နေတဲ့ကိုယ့်ရဲ့ဓာတ်ပုံကနေပြီးတော့ဒီလိုချစ်စရာကောင်းတဲ့ကတ်တုံးပုံလေးတွေဘယ်လိုလုပ်ရလဲဆိုတဲ့အကြောင်းလေးကိုဒီဗီဒီယိုလေးထဲမှာတဆင်ချင်းစီလုပ်ပြပေးတော့မှာဖြစ်ပါတယ်။ထုံးစံတိုင်းပဲကျွန်တော်ပြောတဲ့အတိုင်းတဆင်ချင်းစီလိုက်လို့သွားမယ်ဆိုရင်အားလုံးပဲလုပ်တတ်တော့မှာဖြစ်ပါတယ်။အဲဒါဆိုဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်။ဖုန်းထဲမှာရှိတဲ့ browser တစ်ခုလေးကိုဝင်လိုက်ပါ။ browser လေးကိုရောက်ပြီဆိုရင် ChatGPT ဆိုပြီးတော့ရိုက်လိုက်ပါ။အဲ့မှာပထမဆုံးတွေ့ရတဲ့ OpenAI ဆိုတဲ့ထဲကိုထပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်။ဒီနေရာကိုရောက်ပြီဆိုရင်တော့ try ChatGPT ဆိုတာလေးကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီပေါက်ကလေးပေါ်လာပြီဆိုရင်တော့ log in ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ဆင့်အနေနဲ့ continue with Google ဆိုတာကိုထပ်ပြီးတော့နှိပ်လိုက်ပါဒီနေရာမှာတော့ကိုယ့်ရဲ့ Gmail account ကိုရွေးပြီးတော့ login ဝင်ပေးရမှာဖြစ်ပါတယ်ဒါလုံးဝ ChatGPT ကို account မဖွင့်ရတဲ့လူတွေအတွက်အစအနေပြောပြပေးရဖြစ်ပါတယ်ဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့အပေါင်းလေးကိုနှိပ်ရမှာဖြစ်ပါတယ်ဒီပေါက်ကလေးပေါ်လာပြီဆိုရင်တော့ photo library ဆိုတာကိုထပ်ပြီးတော့ရွေးပြလိုက်ပါကိုကတ်တုံးပုံပြောင်းခြင်းနဲ့ဓာတ်ပုံကိုရွေးပြီးတော့ဒီနေရာမှာထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့အခုပြထားတဲ့စာလေးကိုအောက်ကပေါက်လေးထဲမှာရိုက်ထည့်ပေးလိုက်ပါပြီးရင်တော့အပေါ်ထောင်လေးရဲ့များလေးကိုနှိပ်လိုက်ရင်ရပါပြီဒါပါပဲ ChatGPT AI ကနေပြီးတော့ကျွန်တော်တို့ရဲ့ဓာတ်ပုံကိုကတ်တုံးဓာတ်ပုံလေးအဖြစ်ပြောင်းလဲပေးနေပြီဖြစ်ပါတယ်ပြီးတော့ရင်တော့ကျွန်တော်တို့ဖုန်းထဲမှာတင်ဖို့ရအတွက်အဲ့ကတ်တုံးပုံလေးပေါ်ကိုဖိထားလိုက်ပါဒီပေါက်လေးပေါ်လာရင်တော့ download image ဆိုတာကိုနှိပ်ပြီးတော့ကိုယ်ဖုန်းထဲကိုတင်လို့ရပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ဒီလိုအရင်ချစ်စရာကောင်းတဲ့ကိုယ့်ရဲ့ဓာတ်ပုံကနေကတ်တုံးပုံလေးတွေကိုပြောင်းလို့ရပြီပဲဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲဘိုင်းဘိုင်း